မင်္ဂလာပါခင်ဗျလာမယ့်တနင်္ဂနွေနေ့ည7:00 နာရီမှာကစားမယ့်ပွဲကြီးပွဲကောင်းဖြစ်တဲ့မြောက်လန်ဒန်ဒါဖီစပါးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ကို30ပြီးတော့မှာဖြစ်ပါတယ်ဒီပွဲကိုဒိုင်လူကြီးပီတာဘန်းကဂိုင်တွင်သွားမှာဖြစ်ပါတယ်ဒီပွဲရဲ့အထူးခြားဆုံးကတော့စပါးအသင်းဟာနီးပြတစ်အီဂေါ်ဒူတာရဲ့လက်အောက်မှာပထမဆုံးပွဲထွက်လာမှာဖြစ်တယ်လို့အာဆင်နယ်အတွက်ကလည်းချန်ပီယံဆုကိုမျှော်မှန်းထားရင်အမားမခံတဲ့ပွဲတစ်ပွဲဖြစ်နေတာပါပဲအာဆင်နယ်ကနောက်ဆုံး5ပွဲမှာရှုံးပွဲမရှိ17ဂိုးအထိတွင်ထားနိုင်တယ်လို့ခန်စစ်ကလည်း3ဂိုးပဲပေးထားရတဲ့အထိတည်ငြိမ်နေပါတယ်တစ်ဖက်ကစပါးကတော့နောက်ဆုံး5ပွဲမှာ2ပွဲရှုံး2ပွဲတည်ရည်နဲ့ရလက်တွေဆိုးရွားနေခဲ့ပါတယ်ထိပ်လိုက်တိတ်ဆုံမှုမှာကလည်းအာဆင်နယ်ကနောက်ဆုံး9ပွဲမှာ6ပွဲအထိအနိုင်ရထားပြီးတော့စပါးကွင်းမှာကလည်းနောက်ဆုံး3ပွဲစတိုက်နိုင်ထားပါတယ်ထူးခြားတဲ့အချက်လက်တစ်ခုကတော့ဒီနှစ်တင်းတွဲဆုံခဲ့တဲ့နောက်ဆုံး38ပွဲလုံးမှာဂိုးမရှိတည်ရည်ရလက်တစ်ချိန်မှမရှိခဲ့တာကြောင့်မို့လို့ဒီပွဲဟာလည်းဂိုးအပြန်လန်တွင်းမဲ့ပွဲဖြစ်လာဖို့တည်ကြတဲ့လောက်ရှိနေပါတယ်ဗျစပါးဘက်မှာတော့ဒဏ်ရာပြဿနာတော်တော်လေးဆိုးဆိုးရွားကြုံတွေ့နေရပါတယ်ဗျအဓိကခက်ဆင်မှုခရစ်စတန်ရိုမဲတို့ပွဲပက်ခံထားရတယ်လို့ယူဒိုကီပထရိုပိုလိုကူတက်နဲ့ရီချာလီဆန်တို့အပါအဝင်ကစားသမား9ယောက်ထိဒဏ်ရာကြောင့်လွဲချုံမှာပါအာဆင်နယ်မှာကလည်းအသင်းကောင်းဆောင်အိုဒီကက်မာရီနိုနဲ့ကိုင်းဟာဘတ်တို့ဒဏ်ရာကြောင့်မပါနိုင်တာကသူတို့ရဲ့ကွင်းလယ်ဖန်တီးမှုကိုအားနည်းစေနိုင်ပါတယ်ဒါအပြင်စပါးဘက်မှာနီးပြတစ်တူတာရောက်ရှိလာတာကြောင့်မို့လို့နီးဗျူဟာအပြောင်းလဲတွေကအာဆင်နယ်အတွက်ခံမှန်းရခက်ခဲစေမဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်ဗျအာဆင်နယ်ကဒီယာဒီမှာခန့်စစ်အကောင်းဆုံးအတင်းဖြစ်ပေမဲ့ရှေ့ပွဲမှာဇယားအောင်ဆုံးကဝူဘာတန်အသင်းကိုငကိုးပြန်ပေးရပြီးတော့တူနဲ့တည်ကြခဲ့တာကြောင့်မို့လို့အာတီတာအနေနဲ့ခန့်စစ်ကိုပြန်လဲတတိထားလာရမှာပါစပါးကတော့နီးပြတစ်လက်ထက်မှာပိုပြီးကြီးလေးလေးရှိတဲ့ခန့်စစ်စနစ်မျိုးပြောင်းလဲလာနိုင်ပါတယ်စပါးကအင်ကွင်းမှာနီးပြတစ်ရဲ့အင်ဘက်ကြောင့်အားကုန်ရုန်းကန်လာမှာဖြစ်တယ်လို့အာဆင်နယ်ကလည်းချန်ပီယံဖြစ်ဖို့အတွက်ဒီလိုဒါဖီပွဲမျိုးမှာအမားယုံမရှိကစားနိုင်ဖို့တော့လိုအပ်ပါတယ်ဗျနီးဗျူဟာပိုင်းမှာတော့စပါးရဲ့နီးပြတဲ့အီဂေါ်ဒူတာဟာတဦးချင်းကစားတဲ့မန်းမာကင်စနစ်ကိုယူဆောင်လာနိုင်ပါတယ်ဒါဟာအာဆင်နယ်ရဲ့ကစားကွက်ကိုပြက်ပြောင်းလုပ်နိုင်ပေမဲ့စပါးရဲ့ခံစစ်မှာဒဏ်ရာရလူစင်းများနေတာကအာဆင်နယ်အတွက်အခွင့်အရေးဖြစ်လာမှာပါအာဆင်နယ်ကတော့ကွင်းလယ်ကိုဒီငြိမ်ငြိမ်ထိန်းချုပ်ဖို့လိုတယ်လို့စပါးရဲ့တောင်ပန်တွေကိုဆာကာတို့နဲ့အကောင်းဆုံးထုံးနှက်သွားဖို့ရှိနေပါတယ်ဗျအာဆင်နယ်ဟာဒီယာဒီမှာတောင်းကန်ဘောနဲ့ပြစ်ဒဏ်ဘောတွေကနေကိုရအောင်ယူရနေရမှာတော်တော်လေးကောင်းတဲ့အတင်းဖြစ်ပါတယ်ဗျစပါးဟာနီးပြတင်းနဲ့နီးဗျူဟာတင်းနဲ့ကျင့်သုံးလာနိုင်ခြေများလို့အာဆင်နယ်ဟာဒီ site တွေကနေအခွင့်အရေးယူသွားနိုင်ပါတယ်နီးပြတစ်ဒူတာဟာအာဆင်နယ်မမျှော်လင့်ထားတဲ့ကစားကွက်မျိုးဥပမာပြောရမယ်ဆိုရင် mid block လို့ခေါ်တဲ့ကွင်းလယ်ကိုပေးစော့တာမျိုးလည်းပြောင်းလဲလာနိုင်ပါတယ်အာတီတာအနေနဲ့ဒီနီးပြတစ် impact ကိုဘယ်လိုသုံးပြန်မလဲဆိုတာပွဲရဲ့အဆုံးဖြတ်ဖြစ်လာမှာပါဗျကျွန်တော်အမြင်မှာကတော့စပါးဟာနီးပြတစ်နဲ့လူစုံမပါနိုင်ပေမဲ့လည်းဒါဘီပွဲရဲ့ဂုဏ်တိခါကြောင့်မို့လို့အာဆင်နယ်အကောင်းဆုံးရှင်ကစားတော့မှာပါဒါကြောင့်ဒီပွဲကို 1-1 တည်လို့ခံမှန်းမိပါတယ်ဗျဒါပေမဲ့ပွဲအတွင်းမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်ရာခိုင်နှုန်းအရာစပါးနိုင်ခြေ20%တည်30%နဲ့အာဆင်နယ်နိုင်ခြေ50%လို့မြင်မိပါတယ်ကဲပရိသတ်ကြီးတို့ရောညီကိုတို့ရောမြောက်လန်ဒန်ကွင်းကြီးထဲမှာဘယ်အသင်းကအောင်ပွဲခံသွားမလဲကွန်မန့်မှာခံမှန်းပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share and subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးတော့ဗျ